ကွင်းကထုတ်တဲ့ခေါင်းလျှော်ရည်ကရိုးရိုးခေါင်းလျှော်ရည်မဟုတ်ဘူးအစိတ်ထုတ်ခေါင်းလျှော်ရည်ပါအစိတ်ထုတ်ခေါင်းလျှော်ရည်ဆိုတာဘယ်လိုမျိုးလဲဒီအစိတ်ထုတ်ခေါင်းလျှော်ရည်ကဘယ်လိုမျိုးတွေပေးစွမ်းနိုင်တာလဲဆိုလို့ရှိရင်ဒီဥယျာဉ်ပြားကို detox လုပ်ပေးတဲ့အစိတ်ထုတ်ပေးရတယ်ပေါ့နော်။ဘာကြောင့်မို့ဥယျာဉ်ပြားအစိတ်ထုတ်ပေးဖို့လိုရလဲဆိုလို့ရှိရင်ဥယျာဉ်ပြားမှာမိုဆွဲတာတို့အနာဖြစ်တာတို့သပင်အစီပြန်တာသပင်ကျွတ်တာဘောက်ထတာတွေဆိုတာဥယျာဉ်ပြားမှာအညစ်အကြေးအစိတ်တောက်တွေကိုပြောင်းစင်အောင်မလုပ်ပေးလို့ဒီကြီးပိတ်တာတွေများပြီးတော့အစိတ်တောက်တွေများပြီးတော့အဲ့လိုဖြစ်တာပေါ့နော်။အားကြောင့်မို့လို့ဥယျာဉ်ပြားမှာပိတ်ဆို့နေတဲ့အညစ်အကြေးတွေကိုတေချာပြောင်းစင်အောင် detox လုပ်ပေးပြီးတော့ဥယျာဉ်ပြားလေးတွေကိုဒီနက်စီလေးတွေနဲ့အားဖြစ်ပေးခြင်းအပြင်ဒီဥယျာဉ်ပြားမှာမိုးဆွဲတာတွေသပင်ကျွတ်တာတွေဘောက်တွေကိုတတစေတယ်ဥယျာဉ်ပြားရားတာတွေအစီပြန်တာတွေကိုတတစေတယ်ပေါ့နော်အားကြောင့်မို့လို့လေတချို့တွေဆိုလို့ရှိရင်ဆိုင်တွေမှာတွားပြီးတော့ scalp treatment ပေါ့နော်ဥယျာဉ်ပြားကို treatment ယူကြတာကိုကဆိုင်တွေမှာတွားပြီးတော့လေ scalp treatment မယူနိုင်လို့စိတ်ပူစရာမလိုဘူးပေါ့နော်ခု hair cream မှာဆိုလို့ရှိရင်ဥယျာဉ်ပြားနဲ့ဆန်တောင်းအားဖြစ်ပေးတဲ့နက်စီတွေရောအစိတ်ထုတ်ခေါင်းလျှော်တွေရောထွက်ထားပြီပေါ့နော်နောက်ပြီးတော့အခုဆိုလို့ရှိရင်တကြံ promotion နေနဲ့အစိတ်ထုတ်ခေါင်းလျှော်ရည်ကိုလက်ဆောင်တောင်းပေးနေရနော် hair cream မှာထွက်ထားတဲ့ product 5 မျိုးတည်းကကြိုက်နှစ်100တဘူးဝယ်ရနဲ့အစိတ်ထုတ်ခေါင်းလျှော်ရည်တဘူးလက်ဆောင်2မျိုးဝယ်ရင်2ဘူးလက်ဆောင်ရမှာပေါ့နော်ကိုကသပင်လေးတွေကောင်းကျင်တယ်စံသားလေးတွေလှကျင်တယ်ဆိုလို့ရှိရင်ဥယျာဉ်ပြားလေးကကျန်းမာနေမှာပဲသပင်ကတန်နိုင်မှာเนาะဒါကြောင့်မို့လို့ဥယျာဉ်ပြားတွေကိုအားဖြစ်ပေးပြီးတော့အစိတ်ထုတ်ပေးဖို့လုံးဝမမေ့နဲ့เนาะပစ္စည်းမှန်ဈေးနှုန်းမှန်ရဖို့ခင်လက်စီရနဲ့ခုပဲမှာလိုက်เนาะ